နဲ့မိုးလင်းတဲ့အချိန်ကနေစပြီးတော့လူတွေကတွေးတာမျက်လုံးလေးနှလုံးဖွင့်အိယာနိုးလိုက်တာနဲ့တွေးပြီးအဲ့တော့ကိုယ့်ကိုယ်လည်းစမ်းစစ်ကြည့်ငါတွေးတဲ့အတွေးဟာအကောင်းတွေးလားအဆိုးတွေးလားဆိုတော့စမ်းစစ်ဖို့လိုတာပေါ့ဘာကစတွေးတာတုံးသာမေးကြည့်ပေါ့ကိုယ့်ကိုယ်မနဲ့မိုးလင်းဘာစတွေးလဲနော်အဲ့ဒီအတွေးဟာလောဘနဲ့တွေးသလားဒေါသနဲ့တွေးသလားမောဟနဲ့တွေးသလားမာနတွေနဲ့တွေးသလားဆိုတဲ့အတွေးတွေကိုဆန်းစစ်ကြည့်လိုက်တဲ့အခါလောဘဒေါသမောဟစတဲ့ကိလေသာတွေနဲ့တွေးပြီဆိုလို့ရှိရင်ဒါအကုသိုလ်ဖြစ်တာပဲအလောဘအရောဓအမောဟဆိုတဲ့ဟာတွေနဲ့တွေးရင်ကုသိုလ်စိတ်တွေနဲ့တွေးတဲ့အခါကျတော့ဒါကုသိုလ်ဖြစ်တာပေါ့အဲ့တော့တတ္တဝါတွေဟာများကြတဲ့နိုးလာတဲ့အချိန်ကစပြီးတော့တွေးလိုက်ပြီနောက်တည့်မနဲ့လင်းကြတဲ့တွေးတာညအိယာဝင်သည့်ထီအောင်တွေးတယ်အိပ်ပျော်သွားမှရပ်သွားတယ်အဲ့ဒီအတွေးအဲ့ဒီတွေးသမျှအတွေးတွေဟာကုသိုလ်ရင်လည်းဖြစ်မယ်အကုသိုလ်ရင်လည်းဖြစ်မယ်ဒီနှစ်ခုကရှောင်တိန်လို့ရရလားမရဘူးကိုတွေးနေတဲ့အတွေးဒီကုသိုလ်တွေးတာရင်လည်းဖြစ်မယ်အကုသိုလ်တွေးတာရင်လည်းဖြစ်မယ်ဒါဖြင့်ယဟနာပုဂ္ဂိုလ်တွေရောမတွေးဘူးလားဆိုတွေးတယ်သို့တော်ယဟနာပုဂ္ဂိုလ်တွေကလောဘနဲ့မတွေးဘူးဒေါသနဲ့မတွေးတော့ဘူးမောဟနဲ့မတွေးတော့ဘာလို့ဆိုလောဘဒေါသမောဟသူတို့တဏ္ဍာမှာမရှိတော့ positive မဟုတ် negative ဖြစ်သွားပြီလောဘဒေါသမောဟက negative ဖြစ်သွားပြီလုံးဝချုပ်ငြိမ်းသွားပြီချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်သူတို့တွေးသမျှအတွေးသည်အလောဘနဲ့တွေးရင်တွေးမယ်အရောဓနဲ့တွေးရင်တွေးမယ်အမောဟနဲ့တွေးရင်တွေးဒါမျိုးနဲ့ပဲတွေးလို့ရတော့တာပေါ့အဲ့တော့သူတို့တွေးတဲ့အလောဘအရောဓအမောဟဆိုတဲ့အတွေးတွေရောကံဖြစ်သလားလို့ဆိုကံမဖြစ်ဘူးဘာလို့လဲဆိုရင်ကံရဲ့အဖို့တဲ့အဓိကအကြောင်းတရားတွေကံအကျိုးပေးဖို့အဓိကအကြောင်းတရားကိလေသာတွေကမှကံကိုအားပေးတာကိလေသာတွေကမှကံတစ်ခုအကျိုးပြုဖို့ရအတွက်အားပေးတယ်ဟုတ်တယ်လေကြည့်လေအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဝိဇ္ဇာဆိုတာကိလေသာတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘောဆိုတဏှာတို့ဥပါဒံတို့အဝိဇ္ဇာတို့ဆိုတာကိလေသာတွေလေအဲ့ဒါတွေနဲ့လာမှကံဆိုတာလာတာလေအဲ့တော့ယဟန္တာတွေရဲ့တဏ္ဍာမှာကိလေသာတွေအမြင့်ပြတ်နေသည့်အတွက်ကြောင့်သူတို့တွေးတဲ့အတွေးဟာတန်ရှင်းတဲ့အတွေးဖြစ်တော့အတွေးမျှတာဖြစ်တယ်ကံမျိုးစိတ်မပါဒါကြောင့်မို့ကရိယာလို့ခေါ်တာနော်ကရိယာဆိုတာပြုခြင်းမတ္တပဲဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်တစ်ပင်ကြီးတစ်ပင်တရက်ပင်ကြီးတစ်ပင်အပွင့်နေပွင့်နေတယ်ပွင့်နေတဲ့အချိန်မှာရေသောမြစ်ကိုဖြတ်လိုက်မယ်လို့ဆိုလိုက်လို့ရှင်အဲ့တရက်ပင်ကအပွင့်နေကအတီးတီးအောင်မလားအေးရေသောမြစ်နဲ့အလားတရံတူတဲ့ကိလေသာတွေကိုဖယ်လိုက်တဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကဖြစ်ပေါ်လာတဲ့ဒီအပွင့်နေအဖူးပွင့်နေနေ့စဉ်ပြောနေတဲ့လှုပ်ရှားမှုတွေဟာအဖူးပွင့်နေဖြစ်သွားပြီဖူးပွင့်နေဖြစ်ရကနေပြီးတော့အသီးဆိုတာမလာတော့ဘူးပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒါကြောင့်မလို့ယဟန္တာပုဂ္ဂိုလ်တွေလှုပ်သမျှအကုသိုလ်တော့မလှုပ်ဘူးကုသိုလ်တွေလှုပ်တယ်ရှင်သာရိပုတ္တရာတရားဟောတယ်မကြမ်းမာတဲ့ပုဂ္ဂိုလ်တွေကိုပြုစုတယ်စောင့်ရှောက်တယ်ဟောကျန်တဲ့ယဟန္တာပုဂ္ဂိုလ်တွေလည်းကောင်းတဲ့အလုပ်တွေလုပ်ကြတယ်အဲ့ဒါတွေကကုသိုလ်တာမန်ကြည့်မယ်ဆိုရင်ဒါကုသိုလ်လို့ပြောရမယ်သို့တော့ကုသိုလ်လားလို့ဆိုမဟုတ်တော့ဘူးကရိယာပြုုံမတ္တပဲဆိုတဲ့အဓိပ္ပာယ်ရသွားတယ်ပေါ့အဲ့ဒါဘာကြောင့်ဒီလိုခေါ်ရတော့ဆိုလို့ရှိရင်ကံကိုဆက်ဆက်ပေးနိုင်မဲ့အကုသိုလ်တွေကိလေသာတွေမရှိတော့လို့ဒီလိုပြောတာအေးဒါကြောင့်မလို့ကိလေသာနဲ့တွဲဖက်မှကံဆိုတာကဖြစ်လာတာဖြစ်လို့ယဟန္တာပုဂ္ဂိုလ်တွေကြတော့တွေးသမျှဟာပြစ်ကင်းတဲ့တွေးတော်မှုတွေဖြစ်တယ်ပုရုဇဉ်တွေကြတော့တွေးသမျှဒီအပြစ်ကင်းတာရောအပြစ်မကင်းတာရောအပြစ်မကင်းတဲ့အတွေးကပိုများလာတယ်ပေါ့အေးတွေးတာကအပြစ်မကင်းဘူးဆိုလို့ရှိရင်ပြောတာကြတော့အပြစ်ကင်းနိုင်ပါမလားမကင်းနိုင်ဘူးပြောတာအပြစ်မကင်းဘူးဆိုရင်လှုပ်တာလည်းအပြစ်မကင်းနိုင်တော့ဘူးပေါ့အဲ့တော့ကိုယ့်ရဲ့လှုပ်ရှားမှုကိုယ့်ရဲ့ပြောဆိုမှုတွေကလည်းပဲအကုသိုလ်ဝစီကံအကုသိုလ်ကာယကနေဒီလိုဖြစ်လာတတ်တယ်ပေါ့ဟောဒီဘဝမှာကံတွေဟာ accumulate ကိုယ်တဏ္ဍာမှာစုမိဆောင်မိတွေဖြစ်လာပြီးတော့စုမိဆောင်မိတယ်ဆိုတာဘာပြောတာတော့ဆိုအသီးသီးလာတာပဲဒါတွေကအသီးသီးလာလို့ရှိရင်အသီးလေးကအသီးသီးချင်းတော့သူကအားမရှိသေးဘူးပေါ့အချိန်တန်လို့ရင်းကျက်လာပြီဆိုလို့ရှိရင်အစိတ်ကလေးထက်လာပြီနောက်တစ်ပင်ပေါက်ဖို့အစင်သက်ဖြစ်လာတယ်ပေါ့
ကံရဲ့သဘောကအဲ့ဒီတိုင်းပဲပေါ့မျိုးစိတ်ကလေးတွေနဲ့အလားတန်တူတယ်ပေါ့အပင်ပေါက်ဖို့အနေထားမျိုးရင့်ကျက်ပြီးတော့လာပြီဆိုရင် तू ကအကျိုးတစ်ခုထုတ်လုပ်တာ